မင်းညာတော့ဒါစပိန်အသင်းဩစတြေးလျအသင်းဒါ3ဂိုးမကြည့်ဆိုတဲ့ရလတ်နဲ့အနိုင်ယူပြီးတော့ဒါ16တင်အဆင့်တက်လန်သွားခဲ့ပြီဒါဟိုဘက်မှာလည်းပေါ်တူဂီအသင်းဟာဒါခရိုအေးရှားအသင်းဒါ2-1ဆိုတဲ့ရလတ်နဲ့ဒါအနိုင်ယူပြီးတော့ဒါကျွန်တော်တို့16တင်အဆင့်တက်လန်ခဲ့ပြီဒါကျွန်တော်တို့ဒါ16တင်အဆင့်မှာဒါပေါ်တူဂီနဲ့စပိန်ဒါထိတ်တိုက်တွားတွေ့ပါဖြစ်တယ်အသက်19နှစ်အရွယ်ဒါလမိုင်းရမယ်လေးကဒါစပိန်အတွက်ကစားပေးနေတာအသက်41နှစ်အရွယ်ပေါ်တူဂီဒါကစားသမားကြီးဒါခရစ္စတီယာနိုရိုကတော့ဒါပေါ်တူဂီအသင်းအတွက်ဒါကစားနေဒါသူတို့နှစ်ယောက်ရဲ့ဒါကွာခြားချက်ကတော့ခရစ္စတီယာနိုရိုကဒါအသက်နည်းနည်းဒါရနေပြီဒါကျွန်တော်တို့ဒါလမိုင်းရမယ်ကဒါအခုလက်ရှိဒါကမ္ဘာဒါအကောင်းဆုံးကစားသမားတွေကဒါတယောက်ဖြစ်တယ်ဒါကြောင့်မို့အခုမှတက်သစ်စအရွယ်လေးနဲ့ဒါအကြပိုင်းရောက်သွားပြီဖြစ်တဲ့ခရစ္စတီယာနိုရိုတို့ဂျာကဒါကျွန်တော်တို့ကွာခြားချက်တွေဒါအများကြီးရှိတယ်ပေါ်တူဂီအသင်းမှာဒါကျွန်တော်တို့လူကြီးဒါတွေအများကြီးရှိတယ်ဒါတို့မှာဒါအသက်အရွယ်ဒါတော်တော်များပြီးတော့ဒါရင်းကျက်တဲ့ဒါကစားသမားဒါကမ္ဘာဆင့်ကစားသမားတွေဒါအများကြီးရှိတယ်ဒါကျွန်တော်စပိန်ဘက်မှာတော့ဒါစပိန်အသင်းကဒါအားလုံးလည်းသိတဲ့အတိုင်းပဲဒါလူငယ်တွေနဲ့ဒါဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဖြစ်တယ်အခုဒါစပိန်အသင်းကဒါအခုလက်ရှိဒါမင်းဒီနေ့မနက်ကဒါကစားခဲ့တဲ့ဒါဩစတြေးလျနဲ့ပွဲမှာဒါ3ဂိုးမရှိဆိုတဲ့ရလတ်နဲ့အနိုင်ယူပြီးတော့ဒါ16တင်ဆင့်ကိုတက်လန်းသွားခဲ့ပြီနိုင်မှာဆိုတာတော့တည်ဒီလောက်ထိဒါကိုပြတ်လိမ့်မယ်လို့တော့ဒါကျွန်တော်မထင်ဘူးဘာဖြစ်လို့လဲဆိုဩစတြေးလျကလည်းဒါတော်တော်လေးဒါကောင်းတဲ့အသင်းတစ်သင်းပေါ့နော်ဒါကြောင့်မို့သူတို့ကဒါ32သင်းတွေတက်လာခဲ့တာဒါဩစတြေးလျကလည်းဒါ short တွက်လို့မရဘူးဒါတော်လေးဒါကောင်းတယ်ဒါပေမဲ့အခုတော့ဒါကျွန်တော်တို့စပိန်နဲ့တွေ့တဲ့အချိန်မှာဒါဩစတြေးလျအသင်းကဒါအိမ်ပြန်သွားခဲ့ရပေါ်တူဂီအသင်းအနေနဲ့ဒါကျွန်တော်တို့ခရိုအေးရှားအသင်းကိုနိုင်ခဲ့တာဒါတို့ဒါကောင်းကောင်းမလုပ်ပြနိုင်ခရိုအေးရှားကဒါကန်ဆိုးရလို့ပဲပြောရတယ်ဘာဖြစ်လို့လဲဆိုတော့ခရိုအေးရှားအသင်းဟာဒါတို့ဂိုးသွင်းတယ်ဒါဝေရပဲဖြတ်တယ်ဂိုးသွင်းတယ်ဝေရပဲဖြတ်တယ်ဒါနောက်ဆုံးပွဲချိန်ပြီးတဲ့အချိန်ကြီးဒါခရိုအေးရှားကဒါကျွန်တော်ပေါ်တူဂီဘက်ကိုပြီးတယ်ဂိုးသွင်းတယ်ဝေရပဲဖြတ်တယ်ပြီးတော့ဒါကျွန်တော်တို့ဒါပေါ်တူဂီအသင်းကဒါအချိန်ပုံမှာဒါတွင်းယူသွားခဲ့လို့ဒါတို့က2-1ဆိုတဲ့ရလတ်နဲ့ဒါ16တင်အဆင့်နောက်တစ်ဆင့်ဒါတက်လန်သွားခဲ့တာဒါဒီချိန်မှာပေါ်တူဂီနဲ့ဒါကျွန်တော်စပိန်နဲ့ဒါ16တင်အဆင့်မှာတွေ့တယ်တကယ်ပွဲကြီးပွဲကောင်းလို့လည်းပြောလို့ရတယ်ခုနကျွန်တော်ပြောခဲ့တယ်လို့အသက်42နှစ်အရွယ်နဲ့ဒါအသက်19နှစ်အရွယ်ဒါတို့နှစ်ယောက်ကြားဒါကွာခြားချက်တွေဒါအများကြီးရှိတယ်ခရစ္စတီယာနိုရိုကဒါကျွန်တော်တို့ဒီအသက်42နှစ်အရွယ်ရှိပြီဒါနောက်ထပ်ကမ္ဘာဖလားမှာဒါသူပါခွင့်မရတော့ဒါသူ့ရဲ့နောက်ဆုံးဒါကမ္ဘာဖလားကိုလည်းပြောလို့ရတယ်လမိုင်းရမယ်ကအခုမှအသက်19နှစ်အရွယ်ပဲရှိသေးတာပေါ့ဒါသူ့အတွက်ဒါမျှော်လင့်ချက်တွေအများကြီးရှိသေးတယ်ဒါကြောင့်ခရစ္စတီယာနိုရိုဒါစပိန်အသင်းကိုရှုံး